6 ခုမြောက်ခေါင်းစဉ်နဲ့ပါဝင်ရှင်ပြိုင်ရမယ့်ရန်ကုန်မြို့မှာ Vivekananda Group ဖြစ်ပါတယ်။ပါဝင်ရှင်ပြိုင်ရမယ့်ခေါင်းစဉ်ကတော့ Shaka starting by Paran Pujaniya Dr. Kishok Balaram Hagyawaji ဖြစ်ပါတယ် သေဝတွေနဲ့မဟုတ်ပဲအတိတရားနဲ့ညီကျင်းမှုတွေကနေတဆင့်ကုသပေးခဲ့တဲ့ဆရာဝန်တူဓာတ်တွေလမ်းတွေနဲ့မဟုတ်ပဲသေးခေါ်တွေနဲ့တိုက်ပွဲဝင်ခဲ့တဲ့ခေါင်းဆောင်တူတိတ်တိတ်လေးတောင်းအောင်ခဲ့ပြီးယခုအထိနောင်ကျွမ်းနေစေဖြစ်တဲ့မိတော်တူဒေါက်တာကေရှောပလီတော်ဖတ်ကြည့်ပါခေါ်ဒေါက်တာကြီးအမေဒီမိတော်ကဒီလောက်လဲလဲနဲ့တောင်းအောင်တာမဟုတ်ပါဘူးသူ့နောက်ွယ်မှာရာစုနှစ်ပေါင်းများစွာဂျာမင်းပြီးဖြစ်ခဲ့တဲ့နာကျင်မှုတွေပြီးတော့တမိုင်းတစ်လျှောက်မှာပြီးဆက်ခဲ့ရမှုများကြောင့်ထာဝရပြောင်းလဲသွားစေခဲ့တဲ့ဒဏ်ရာတစ်ခုလည်းရှိနေကြလို့ပါ You Indians are our slave. You think you can beat us? Go against Indians! Come on, you got, Robbie. ဟိန္ဒူတွေကကျွန်းနဲ့လှုပ်ထားတဲ့ရာဝဏ်ရုပ်ထုကြီးကိုမီးရှို့ပြီးအောင်ပွဲခံနေကြပေမဲ့သူတို့ကိုနီးမျိုးမျိုးနဲ့အနိုင်ကျင့်ပြီးရိုက်နှက်နေတဲ့နေချက်အင်္ဂလိပ်တွေကိုမတော်လန်နိုင်ကြပါဘူး ဆောက်တန်ခင်ဗျားတို့အားလုံးရက်ကြပါဦးကျွန်တော်စကားနားထောင်ကြပါဦးခင်ဗျားတို့ကရာဝန်းကိုရှုံးနှက်လောက်ထားတဲ့ရုပ်ထုကိုကြည့်ပြီးတော့ခင်ဗျားတို့အဲ့လောက်ပျော်နေကြတယ်မီးရှို့ပြီးပျော်နေကြတယ်ခင်ဗျားတို့မှာဗြိတိရှားတွေပါကျွန်တော်တို့ရဲ့တကယ်ရာဝန်းပါကျွန်တော်အဲ့ရာဝန်းကိုကျွန်တော်တို့ကနှိမ်နှင်းရမှာအဲ့ရာဝန်းကိုနှိမ်နှင်းမှကျွန်တော်တို့စီးရုံးမရမှာကျွန်တော်တို့စီးရုံးမရမယ်ဗန်ဒေ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  ဒေါက်တာကြီးရဲ့ဒီစကားတွေကပြည်သူတွေရင်ထဲမှာမျိုးချစ်စိတ်သက်မိတော့တစ်ခုကိုထွန်းညှိပေးလိုက်ပါတယ်။ဒါပေမဲ့ဒီလောက်အင်အားကြီးတဲ့ဗြိတိရှားတွေကိုဘယ်လိုနည်းလမ်းနဲ့တိုက်ထုတ်ကြမလဲပေါ့။အဲ့ဒီအချိန်မှာဂန်ဒီကြီးဦးဆောင်နေတဲ့အကြမ်းဖက်ငြိမ်းချမ်းစွာစန့်ကျင်ရေးကတနိုင်ငံလုံးမှာအချိန်အောင်ပြင်းနေတဲ့အချိန်ပေါ့။ဒါပေမဲ့ဒေါက်တာကြီးရဲ့ရင်ထဲမှာတော့မိကွန်းတွေရှိနေခဲ့ပါတယ်။ဒါကြောင့်တိုင်းပြည်အတွက်အကောင်းဆုံးလမ်းစဉ်ကိုဆွေးနွေးဖို့ဒေါက်တာကြီးဟာဂန်ဒီကြီးစီကိုကိုယ်တိုင်တွားရောက်တွေ့ဆုံခဲ့ပါတယ်။ नमस्ते बाबू मैं डॉक्टर केशव बलीराम हेड क्वार्टर ပါ ပြောပါဒေါက်တာကြီးခင်ဗျားဘာကိစ္စရှိတာလဲ ကျွန်တော်ကဘာဘူးကတော့အဟင်စာဆိုတဲ့ငြိမ်းချမ်းကိုပဲလိုလားတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့တိုင်းပြည်မှာလူတွေကိုရိုက်တက်နေတဲ့ဗြိတိရှားတွေကိုကြတော့ခင်ဗျားဘလို့မြင်လဲဒါပြီးတော့ကျွန်တော်တို့ကစီးလုံးမှုကိုလိုအပ်တယ်လေ သူတို့ရင်ခွေးထဲမှာလေမြေတာတရားတွေတရားမျှတမှုတွေရှိလောင်ကျွန်တော်ကလှုပ်ချင်တာပါ ဒါပေမဲ့ဘာဘူးကျွန်တော်တို့အင်အားရှိမှငြိမ်းချမ်းရေးကိုရတာပါအင်အားနဲ့တဲ့ငြိမ်းချမ်းရေးဆိုတာကလူတွေအမြင်မှာတော့တတိမရှိဘူးကြောက်တယ်လို့ပဲထင်ကြတယ်ကျွန်တော်တို့ကတစုတစည်းတည်းရှိမှရမှာပါ အန်ဒီကြီးမှာဒေါက်တာကြီးမေးမြန်းလိုက်တဲ့မိကုန်းတွေရဲ့အပြေမရှိခဲ့လို့တိတ်ဆိတ်နေကြရပါတယ်အန်ဒီကြီးရဲ့ငင်းငိုင်းလမ်းစဉ်ကိုသဘောမတူနိုင်တဲ့ဒေါက်တာကြီးကတော့လမ်းစဉ်သေးတစ်ခုကိုရှာဖို့ထွက်လာခဲ့ပါတယ်သူရဲ့မိကုန်းတွေဆွေးရင်ပူအောင်မှုတွေနဲ့ထိုင်မာတဲ့ဒီတစ်ခုကိုရှာဖို့အတွက်ဒေါက်တာကြီးဟာရတနာကြီးတွေကိုရောက်လာပါတယ်ကဘာကြီးကရီဆာဝါကလို့ပြီးကြတဲ့အဲ့ဒီရဲရင်းနဲ့တော်လိုင်းရေးသမားကြီးစီကိုရောက်ရှိလာပါတယ်ဒီမှာနိုင်ငံရေးနဲ့ကင်းကွာပြီးကြီးမြတ်တဲ့တန်နေတဲ့အသစ်တစ်ခုရဲ့အုံမြင့်စတင်ချမှတ်ခဲ့ပါတယ်ကျွန်တော်ရဲ့ရည်မှန်းချက်ကတော့နိုင်ငံရေးမဟုတ်ပါဘူးကျွန်တော်ရဲ့ရည်မှန်းချက်ကဗျက်တိနေတမန်ဆိုတဲ့လူသားတိဆောက်ရေးပါလမ်းပေါ်မှာလူတွေတော့အများကြီးရှိတယ်ဒါပေမဲ့အင်အားဆိုတာမရှိနေဘူးခက်ခဲပါတယ်ဒါပေမဲ့ကျွန်တော်တို့ကခက်ခဲပါတယ်ဒါပေမဲ့
ဖြစ်နိုင်တာဆိုတာတော့မရှိဘူးလေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တေတာယုဂ်မှာဆိုရင်မန္တရရှက်တိရှိတယ်ဒွါပါယုဂ်မှာအင်အားကြီးဆုံးရှက်တိကယုဒ္ဓရှက်တိဖြစ်တယ်ကျွန်တော်တို့အခုကလယုဂ်မှာဆိုရင်တော့အင်အားအကြီးဆုံးနဲ့အမြင့်မြောက်ဆုံးရှက်တိကတော့စံကတန်ရှက်တိပဲဖြစ်ပါတယ် အဲ့ဆိုရင်ဒေါက်တာကြီးကဘာလုပ်ချင်တာလဲ ကျွန်တော်ကအချိန်ကာကောင်းလေးတစ်ခုမှာတော့မျိုးစေ့တစ်ခုကိုစိုက်ပျိုးချင်တာပါအဲ့မျိုးစေ့မှာဆိုရင်တော့အပင်ကြီးတစ်ပင်ဖြစ်လာပါလိမ့်မယ်အဲ့အပင်ကနေပြီးတော့ဟိန္ဒူဘာသာတရားနိုင်ငံတော်ရဲ့လူအဖွဲ့အစည်းကိုကာကွယ်ဆောင်ရှောက်ဖို့နဲ့လွတ်လပ်ဖို့အတွက်ကိုအသီးပွင့်နေဝေစားနေပါလိမ့်မယ်ပြီးတော့ရန်သူတွေရဲ့ပေါ်ခြုံတက်မှာကြောတဲ့အဆူတွေဖြစ်နေပါလိမ့်မယ် ကျွန်တော်တို့တယောက်မှမမြင်ခဲ့တဲ့ဟိန္ဒူအဖွဲ့အစည်းရဲ့ဘယ်အားနည်းချက်ကိုဒေါက်တာကြီးကမြင်ခဲ့တာလဲ ဥပမာပြောမှဆိုရင်စာဝတ်ကကြီးပဲစဉ်းစားကြည့်ပါကျွန်တော်တို့ဟိန္ဒူတွေကတူတူလမ်းလျှောက်တယ်ဆိုရင်၄ယောက်တူတူလမ်းလျှောက်တယ်ဆိုရင်သူတို့ရဲ့ပကုံးပေါ်မှာအမြဲတမ်းအလောင်းအဖြစ်လူတစ်ယောက်ရှိနေမှာပဲသူတို့ကတူတူလမ်းလျှောက်ကြတာဟိန္ဒူတွေရဲ့စိတ်ထဲမှာအကြောက်တရားအမြဲရှိနေတယ် အဲ့ဆိုရင်ဒေါက်တာကြီးရဲ့ဒီအဖွဲ့အစည်းကအဲ့အကြောက်တရားတွေကိုဘယ်လိုဖျောက်မှာလဲ အဲ့အကြောက်တရားတွေကိုဘယ်လိုဖျောက်မလဲဆိုရင်ကျွန်တော်ကလူသားတိုင်းကိုဗလ9တန်နဲ့ပြေဝအောင်လုပ်ပေးမယ်ကျွန်တော်တို့ကပြေဝအောင်ဗလ9တန်နဲ့ပြေဝပြီးမှကျွန်တော်တို့အင်အားတစ်ခုဖြစ်လာပါလိမ့်မယ်ကျွန်တော်တစုတစည်းတည်းရှင်းမရမှာပါ အဲ့ဆိုရင်ဒေါက်တာကြီးရဲ့ဒီအဖွဲ့အစည်းတင်နာမည်ကဘာဖြစ်မှာလဲ အဖွဲ့အစည်းအသစ်နာမည်ကတော့ Rashtriya Swayamsevak Sangh संघ किसी एक व्यक्ति का नहीं भगवे ध्वज का है और वही हमारा गुरु है हवा बनी है आंधी आंधी बनेगी तूफान तूफान बने पवंडर हो जाओ तैयार खून नहीं है अब तो जज्बा सा बह रहा है इन नसों के अंदर हो जाओ तैयार अब आगे बढ़ते जाएंगे सही बात पे अड़ते जाएंगे डंके की चोट पे एक साथ बोलो दहाड़ के जय 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 हिंदुस्तान बंधुआ है अपनी पहचान दिल के गले जो धरती पे शाबाशी देगा आसमान जय 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 हिंदुस्तान बंधुआ है अपनी पहचान एक हो जाए सारे तो जीतेंगे हम हर मैदान အဲ့ဒါနဲ့တရက်မှာတော့မဟာသမာဂန္ဒီကိုယ်တိုင်ကဒေါက်တာကြီးတည်ထောင်ထားတဲ့စန်းရဲ့ camp ကိုကိုယ်တိုင်ကိုကြရောက်ရှိလာခဲ့ပါတယ် ခေါ်တော့ 落とした ခေါ်တော့တချဥပဘိရှ စီကန်းကိုကြည့်ပြီးကျွန်တော်တကယ်အံ့ဩမိပါပဲပြီးတော့ဒီလူငယ်တွေရဲ့အဝေးစားစရိတ်တွေကိုဘယ်သူပေးတာလဲ ကန်တိကြီးကျွန်တော်တို့ဘယ်သူမှပတ်စံမပေးထားပါဘူးဒီဝစ်စုံတွေကောင်ကကျွန်တော်ကိုယ်ပိုင်စိမ်းနဲ့ကိုယ်ပိုင်ရှင်းထားပါကျွန်တော်တို့ဒါနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့စီကန်းတင်ကိုရောက်ရှိလာပဲဖြစ်ပါတယ်ခင်ဗျာ ဟာအခုစိတ်နဲ့ကိုအဲ့ဒါဆိုဒီမှာထိုင်နေတဲ့လူငယ်တွေကဘယ်ကြားတကလဲ ကျွန်တော်အားလုံးလည်းဟိန္ဒူပါ အခုတော့အချိန်တွေပြောင်းသွားပြီဘာလို့လဲဆိုတော့ဟိန္ဒူတွေကအရင်လိုအားမနေတော့ဘူးလေရန်သူတိုက်ခိုက်မှုကိုစီစီလုံးလုံးနဲ့ပြန်တိုက်ခိုက်ဖို့အသင့်ဖြစ်နေကြပြီ လန်ဒါငါတို့နိုင်ငံဒါငါတို့မြေမင်းတို့ရဲ့ကြုံမဟုတ်ဘူးဒီနိုင်ငံကထွက်သွားအတန်တိုင်းရရယာဘီဘန်ဒဲမာတရဘန်ဒဲမာတရဘန်ဒဲမာတရ आगे बढ़ते जाएंगे सही बात पे अड़ते जाएंगे डंके की चोट पे एक साथ बोलो दहाड़ के जय 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 हिंदुस्तान बंधुआ है अपनी पहचान दिल के गले जो धरती पे शाबाशी देगा आसमान जय 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 हिंदुस्तान एक दो हो जाए सारे गणवेश प्रार्थना और शारीरिक साधना ही संघ की पहचान है त्याग के पथ पे चलते जाएं आगे बढ़ते जाएं डरे ना किसी बलिदान से हर मुश्किल से लड़ते जाएं
देश की सेवा में तो समर्पित करते जाएं देश प्रेम की कसौटी पे निरंतर खरे उतरते जाएं हम अपना धर्म निभाएंगे भारत को एक बनाएंगे जो मातृभूमि पे आए और तकते पछाड़ के जय 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 हिंदुस्तान भगवा है अपनी पहचान मिलके चले जो धरती पे शाबाशी देगा आसमान जय 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 हिंदुस्तान भगवा है अपनी पहचानကျွန်တော်ကတမိုင်းကိုဂရုမစိုက်ပါဘူးကျွန်တော်ကနိုင်ငံရေးကိုပဲဂရုစိုက်ခဲ့တာပါဒါပေမဲ့ကျွန်တော်တို့ကနာဂပူမှာစပြီးတော့မျိုးစေ့စခဲ့တယ်ကျွန်တော်တို့စံကိုစခဲ့တဲ့အစီအစဉ်ကနေပြီးတော့အခုဆိုရင်တကဘာလုံးမှာကျွန်တော်တို့စံကနေပြီးတော့အကြီးအကျယ်ဖြစ်နေပါပြီ ဒီအဖွဲ့ဖြစ်တဲ့စံအဖွဲ့အစည်းဟာဒီအိန္ဒိယအပြင်ကင်ညာနိုင်ငံပထမဆုံးရောက်ဒီဒုတိယအကြိမ်ဆိုမြန်မာနိုင်ငံကိုရောက်ရှိလာပါတယ်ဒီစံအဖွဲ့အစည်းက ကျွန်တော်တို့ကစံကမြန်မာနိုင်ငံကိုဒုတိယအကြိမ်စခဲ့တယ်ပြီးတော့ကျွန်တော်တို့ကအခုဆိုရင်85နှစ်ပြည့်ပွဲကိုကျင်းပနေပြီဖြစ်ပါတယ်ကျွန်တော်တို့အားလုံးတစုတစည်းတည်းရှိလာပါပြီविश्व धर्म की जय विश्व धर्म की जय विश्व धर्म की जय घर घर में जय